မင်္ဂလာပါဒီနေ့อ่ะဆိုလို့ရှိရင်ပေါ့နော်အရှင်ဘုရားတို့လမ်းလျှောက်လာတာဆိုလို့ရှိရင်ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်လာတာဆိုလို့ရှိရင်ရက်ပေါင်း109ရက်ရှိပေါ့နော်ပြီးလို့ရှိရင်မနေ့ကခရရအရှင်ဘုရားကတို့ရဲ့အကောင့်ကနေပြီးတော့ပေါ့နော်တရားထိုင်မဲ့ like ကလေးရှိတယ်ဆိုတဲ့အကြောင်းကိုတင်ထားရှိတယ်ဒါကြောင့်ညီမလည်းမနေ့ကတော့ပေါ့နော်အရှင်ဘုရားတို့နဲ့အတူတူလိုက်ပြီးတော့တရားထိုင်မယ်ပေါ့နော်ဆိုပြီးတော့ဒီနေ့မနေ့နည်းနည်းလေးနောက်ကျသွားရေပေါ့နော်မှာကိုထားတဲ့အချိန်မှာအရှင်ဘုရားတို့ကတရားထိုင်နေပြီပေါ့နော်တရားထိုင်နေဆိုတော့နဲ့ကိုလည်းလိုက်ပြီးတော့မိတဲ့နေရာနဲ့လိုက်ပြီးတော့ရှင်ဘုရားတို့နဲ့အတူတရားထိုင်တာပေါ့နော်တကယ်ကိုအရန်ကိုတိတ်ဆိတ်ပြီးတော့ပေါ့နော်အောက်မှာဆိုလို့ရှိရင်ねပြိတ္တတွေကအများကြီးပေါ့နော်ကိုတိုင်းတကယ်တရားလိုက်ပြီးတော့အရှင်ဘုရားတို့နဲ့အတူတူထိုင်ပေါ့နော်တရားပွဲမှာထိုင်နေရတယ်လို့မျိုးပဲလိုက်ပြီးတော့ကိုလည်းပေါ့နော်အဲ့လိုမျိုးထိုင်နေပေါ့နော်ဒါကကိုပေါ့နော်မနက်စောကြီးတကယ်ဒီနေ့တစ်နေ့တာလုံးအတွက်ပေါ့တကယ်ကိုကောင်းမှုပေါ့နော်ကောင်းတဲ့အရာတစ်ခုကိုစတင်လိုက်တာတလို့ပဲကောင်းတဲ့အရာတစ်ခုကိုလုတ်ဖြစ်လိုက်တယ်ပေါ့နော်အရှင်ဘုရားတို့နဲ့အတူတူကိုလိုက်ပြီးတော့တရားထိုင်လိုက်တယ်အများကြီးဘာမှလှုပ်ဆံမလို့ဒီတိုင်းလိုက်တရားထိုင်ရုံပဲရှင်ဘုရားတို့လည်းဒီတိုင်းပဲလိုက်ပြီးတော့တရားထိုင်တာပေါ့နော်ဘာမှစကားမပြောဘူးဒီတိုင်းတရားထိုင်တာပေါ့နော်အဲ့လိုတရားထိုင်ပြီးတော့အရှင်ဘုရားတို့နဲ့အတူတူပဲပေါ့နော်ဒီငင်းငင်းတက်ကလေးတရားထိုင်တာပဲပေါ့နော်တရားထိုင်နေလုပ်ကလေးလုပ်တာဖြစ်ပါတယ်ဒီနေ့ပေါ့နော်ရှင်ပြတို့နဲ့တူတူလေးလုပ်ဖြစ်တာလေးပါဝိနာသတုမတိဘဝန္တံတာရာေဝဒနာစီလေသနိချံဓမ္မချာညိနောဇာတာရောမဝသန္တိအာယုဝနောสุขังบาลังการณิยมันตะกุสะเลนะยันตังสันตังบาดังเมจะสังโฆสุจะสุจะสุอะโจจะสัมมุดุอะนาติมานิตัวสะโกจะสุภาโรจะจะสันเหล่ากาวนติสันเตนริโยจะนิปะโกจะอัมบะกัมโพสุอานานุเกโทนะจะโกดังสัมมาจาเรกินจิเยนะวิญโยมอุมบาเดยุงสุขิโนวาเคมิโนหนตุสัมเบสันตัมตุสุขิตันตาเยเกจิปานาภูตาทิตาสาวาทาวรามอนาวาเสสาดิคาวาเยมหันตาวามัญชิมัมอนุกาทุลาดินทาวาเยวาดินทาเยจาดุเรมติอาวิดุเรภูตาวาสัมบาเวสีวาสัมเบสันตัมตุสุกิตันตัมรังนิคุมเบดนาทิมันเยทกาทจินังกันจิบยาโรสนัมสัญญานัญญมัญญาสะดุงกามินเจยมา